Facebook ကောက်ကနေပြီးတော့ page အဖြစ်ပြောင်းလဲထားသောအကောင့်များ monetization အတွက်ဘယ်လိုငွေရဖို့ပြီးလို့ရှိရင်ဘယ်လို application မျိုးနဲ့ချိတ်ဆက်ထားရဆိုတာကိုငွေရဖို့အတွက်ကျွန်တော် report တင်ရနည်းလေးကိုဒီ video လေးမှာအားလုံးအတွက်မျှဝေပေးပါမယ် Facebook wall ရဲ့ထိပ်ဆုံးကမြင်းချောင်းလေး၃ချောင်းနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ဘက်မှာရှိနေတာတစ်ချက်ဆွဲပြီးပေါ့နော်အောက်ဘက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ support ကိုတစ်ချက်နှိပ်လိုက်နေပြီးပြီဆိုရင်အပေါ်ဆုံးမှာရှိနေ review your profile status ပေါ့နော်အဲ့ထဲကိုတစ်ချက်ဝင်လိုက်ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ monetization ပေါ့နော်အဲ့တော့ monetization ကိုကျွန်တော်တို့က report တင်မှာကိုကဘယ်လိုအကြောင်းအရာနဲ့ငွေရှာနေရဆိုတာကိုကျွန်တော်တို့က Facebook ကိုပြန်ပြီးတော့ report တင်မှာဖြစ်တဲ့ကြောင့်ဒီနည်းလေးကိုလုပ်ကြည့်ပါအဲ့တော့ monetization နဲ့ကိုဆက်ဝင်ပါဝင်ပြီးပြီဆိုလို့ရှိရင်ဒီအဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ monetization program ဆိုတာအဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါဒီထဲကိုဆက်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ content monetization တွေကိုဆက်ပြီးတော့ဝင်လိုက်ပါ Facebook page ပြောင်းထားတဲ့သူတွေဒီပုံစံနဲ့ကျွန်တော်လုပ်ရမှာဖြစ်ပါတယ် update ကျွန်တော်တို့ interest from ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ form ကိုကျွန်တော်တို့ဆက်ပြီးတော့ update လုပ်မယ်ပေါ့နော်လုပ်ဖို့အတွက်ကျွန်တော်အပေါ်ဆုံးမှာမေးထားတာက option ပေါ့ option နဲ့ပေါ့နော်ဒီမှာ option နဲ့မှာကျွန်တော်တို့ကတစ်ချက်ရွေးပြီးလို့ရှိရင်ကိုကဘလို့အကြောင်းအရာနဲ့ပေါ့နော်ကိုက course အပိုင်းနဲ့လားနည်းပညာအပိုင်းနဲ့လားမလို့ရှိရင် dancer အပိုင်းနဲ့လား designer အပိုင်းနဲ့လားအဲ့လိုမျိုးလေးတွားပေါ့နော်တစ်ချက်မေးထားရပေါ့နော်ဒီအဆင့်မှာကျွန်တော်ကတော့ digital creator ပေါ့နော်အဲ့လိုလေးတစ်ချက်ရွေးလိုက်တယ် do anytime ကိုနှိပ်လိုက်တယ်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ဥစ္စာပေါ့နော်ဒီမှာထပ်ပြီးတော့ရွေးခိုင်းတယ်ပေါ့နော်အဲ့တော့ရွေးခိုင်းတော့ကိုကဘလို့ကောင်းစဉ်အနေနဲ့ကျွန်တော်ကတင်ဆက်မလဲပေါ့နော်အဲ့တော့ကျွန်တော်က reel မှာလည်းတင်ဆက်မယ် photo မှာလည်းတင်ဆက်မယ်ပြီးလို့ရှိရင် text box ပြီးလို့ရှိရင် story အဲ့လိုအကြောင်းအရာတွေနဲ့ကျွန်တော်တို့နေ့တိုင်းသုံးမဟုတ်ကျွန်တော်ရက်ချားလေးတင်ဆက်မှာဖြစ်ကြောင်းဒီလိုအကြောင်းအရာနဲ့တင်ဆက်မှုစာ၄ခုလုံးကျွန်တော်ကတန်းနှိပ်လိုက်တယ်ပေါ့နော်မိတ်ဆွေတို့ကအဆင်ပြေတဲ့ဟာနဲ့ကိုတင်နိုင်တဲ့ဟာနဲ့ရွေးချယ်ပါပြီးလို့ရှိရင်ဘာကြောင့်ပေါ့နော်စိတ်ဝင်စားဒီ program ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာအဲ့တော့ကျွန်တော်ကတော့ကိုအဆင်ပြေတာကိုရေးပေါ့နော်ဒီအဆင့်မှာကိုကြိုက်တဲ့အကြောင်းအရာကိုရေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ရေးထားဖြစ်ပါတယ်ကျွန်တော် I want to improve my Facebook account ပေါ့နော်အဲ့လိုလေးရေးလိုက်တယ်အဲ့တော့ submit မရွေးမင်းကျွန်တော်ဒီနားလေးမှာပေါ့နော် share on account on other platform ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ဒါမိတ်ဆွေတို့ဘက်မှာပိတ်ထားမယ်ဆိုဒါလေးကို online on ပြီးလို့ရှိရင်ကိုရွေးချင်တဲ့ social media ကိုရွေးလိုက်ကျွန်တော်ကတော့ TikTok မှာအားတန်တော့ TikTok မှာရွေးလိုက်တယ် YouTube လည်းလုပ်လို့ရရင် Instagram လည်းရွေးလိုက်အားသားလည်းလုပ်လို့ရအဲ့တော့ကျွန်တော်တို့ TikTok မှာရွေးထားရပေါ့နော် TikTok မှာရွေးထားပြီးလို့ရှိရင်ဒီအောက်မှာကျွန်တော်ဆက်ပြီးတော့ TikTok ရဲ့ user name ရဲ့ကိုယ့်ရဲ့ follower ပေါ့နော်အဲ့တော့ရေးပေးရမယ်15သိန်း follower ရဲ့ပြီးတော့ကိုယ့်ရဲ့ account ပေါ့နော် TikTok ရဲ့ user name ရဲ့ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အချက်လက်တွေအားလုံးကိုကျွန်တော်ဖြည့်ပြီးပြီဆိုလို့ရှိရင် submit ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီ Facebook မှာဒါ monetization မှာကိုကဒီဟာနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ဥစ္စာကိုကျွန်တော် Facebook ကို report တင်လိုက်တာပေါ့နော်ကိုဘယ်လိုဝင်ငွေရှာရဘယ်လို title နဲ့ဝင်ငွေရှာတယ်ဘယ်လိုအကြောင်းအရာအတွက်ကြောင့်ငွေရှာရဆိုတာကိုကျွန်တော်တို့ဒါ report တင်လိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်